အားလုံးပဲမင်္ဂလာပါနော်ဂျူဂျူဂီတာ channel ကနေပြီးတော့ကိုကိုမာတွေအားလုံးပဲတဦးတယောက်ချင်းစီတိုင်းကိုမင်္ဂလာပါလို့နှုတ်ခွန်းဆက်သလိုက်ပါတယ်ရှင်ကျူကဗီဒီယိုဖိုင်လေးနဲ့ဝင်လာတာနဲ့ channel ကို subscribe မလုပ်ရသေးရဲ့ကိုမာကြီး subscribe လေးတယောက်ချက်နေပြီပါနော် like လက်မလေးတယောက်ချက်နေပြီအားပေးဝင်ရပြီပါအများမြင့်အများတွေ့များပေါအောင်လေးတယောက်ချက် share ပေးပါလို့မြတ်တက်ရက်ခံပါတယ်နော်အားလုံးပဲမင်္ဂလာညချမ်းလေးပါမြန်လေးဝင်လာမယ် like လက်မနှိမ့်မယ်နော်တယောက်တစ်ချက် share မယ်ဒီနေ့ဖွင့်ခြင်းမဲ့မိန်အောကွက်နဲ့မိရနော်ဖွင့်ခြင်းမဲ့ကိုကိုမအဆင်ပြေနေရောနော်မနက်ပိုင်း9ဆိုတဲ့ကဏ္ဍမှာ4လုံးအခွင့်နဲ့ထိထိမိမိရတယ်နော်ညနေပိုင်း84ဆိုတဲ့ကဏ္ဍမှာလုံးဝ share main all ကွက်နော်တကွက်ထဲရွေးပေးထားတယ်နော်ခွန်နဲ့ဆိုလို့ရှိရင်84 share main all ကွက်နဲ့မိတာနော်ဘယ်လိုပြောမလဲညတော့ကဗီဒီယိုဖိုင်ကျူးတင်လိုက်တယ်ပေါ့နော်လူ2000ကျော်လောက်ကြည့်လူ2000ကျော်လောက်ကြည့်လဲမနေ့ကမှကျူးရဲ့ဗီဒီယိုဖိုင်ဘန်းကန်ထိသွားတယ်တက်ကြသွားတယ်ဆိုတော့နော်လူ2000ကျော်ကတော့ကြည်သွားတယ်အဲ့လူ2000ကျော်ကတော့အကုန်ပေါက်တယ်ဘာဖြစ်လို့လဲဆိုတော့ရွေးထိုးတာပဲဖြစ်ဖြစ်နော်ဘာမှမတက်နိုင်ဘူးကျူးရေနော်ပတ်တိလည်းမတက်နိုင်ဘူးလေးလုံးခွေလည်းမတက်နိုင်ဘူးကျူးရေနော်တကွက်နှစ်ကွက်ပဲရွေးထိုးတယ်အဲ့တကွက်နှစ်ကွက်တင်ကွက်ထဲကမိတာ84နော်ရွေးထိုးတဲ့သူတွေပေါက်မယ်အကုန်လုံးပေါက်တယ်အဲ့တော့ပေါက်ကြီးတွေမက်နော်မတွေးလိုက်ရတဲ့ကိုမကြီးကတော့စိတ်မကောင်းပါဘူးနော်ဘိုင်ပါမှာလည်းဂျူးစာရွက်ကလေးတင်ပေးထားတယ်ပြီးရင်ညတော့မှလည်းဗီဒီယိုဖိုင်ထဲမှာဗီဒီယိုဖိုင်ညရင်းချင်းပြတ်ကြတာမဟုတ်မနေ့ကမှပြတ်ကြတာဖြစ်တဲ့အတွက်တညလုံးကြည့်သွားတဲ့လူတွေအကုန်ပေါက်တယ်နော်လူကြီး2000ကျော်ကြည့်ရအဲ့လူတွေအကုန်ပေါက်တယ်အဲ့လူတွေအကုန်ပေါက်ကြီးမက်မှာနော်ကိုအောင်ဘက် channel ကတော့တင်ရမှာဖြစ်တဲ့အတွက်like လက်မနှိပ်ထားပါနော်ဂျူရဲ့ဗီဒီယိုဖိုင်လေးတွေ့ရနဲ့ like လက်မနှိပ် subscribe နှိပ်တယောက်တစ်ချက် share ပေါက်ကြီးတွေမက်နော်နေကောင်အဆင်ပြေရအောင်ဖွင့်ခြင်းနေတိုက်တွေအကုန်လုံးပဲနော်မင်းရောကွက်ကိုယူဆော့တဲ့ဖွဲ့ဝင်တွေလည်းအဆင်ပြေလိမ့်မယ်မင်းရောကွက်ဆိုတာတည့်တဲ့အတိုင်းနော်ခွန်းနဲ့ဆိုရင်တကွက်ထဲရွေးပြီးသွားတာ84 share မင်းရောဖွင့်ခြင်းမင်းရောကွက်မနေ့ပိုင်း51 4လုံးခွေလုံးကထိမိမိနှစ်ပွဲထွက်နှစ်ပွဲအောင်ထိမိကွနော်အဲ့တော့ပေါက်ကြီးဒီလိုချိန်မှာပေါက်ကြီးမမှန်ပဲချိန်မှာတော့မှန်နော်အဲ့တော့ပေါက်ကြီးတွေမှတ်ပါဘယ်သူတွေဘလောက်ဖို့ရလဲဂျူရဲ့ဖွဲ့ဝင်တွေအကုန်လုံးပဲနော်ဂျူပေးထားတာ3ရက်မကျော်ဖြစ်တဲ့အတွက်3ရက်အတွင်းဇာတို့ပတိဇာတို့မွေးခွက်တွေကိုစော့မယ်နော်ဖွဲ့ဝင်တွေကလည်းမိန်အောက်ကွက်ကြီး84ဖြစ်တဲ့အတွက်နော်84မိန်အောက်ကွက်ကိုလည်းယူဆော့ရဆိုတဲ့ကုမကြီးကတော့ပေါက်မှာပေါ့နော်အဓိကကတော့ဇာတို့ပတိဇာတို့မွေးခွက်ကတော့အဓိကပေါ့နော်နောက်ထပ်2ရက်တောင်ကြံသေးတယ်ဖွင့်ဝင်ချင်းထွက်ရင်ကိုကုမကြီးစောသေးတယ်နော်စောလို့ရှိရင်လည်းမမြတ်ဘူးဟုတ်တယ်မလားဒါကြောင့်လို့နော်မြတ်တဲ့အချိန်မှာယူမယ်ကဲဟုတ်ပြီနော်အခုဝင်လာတဲ့ကုမတွေပေါက်ကြီးမှတ်မယ်နေကုန်အောင်မင်းတော့ဖွင့်ချင်းကိုမင်းရောကွက်နဲ့ဆိုရင်တော့တောက်လျှောက်ဆင်ပြေဖို့ပဲရှိတော့တယ်နော်အကောင်းဆုံးထပ်ပြီးစူးစမ်းပေးထားတယ်မနေ့ပြန်10ရက်3လ2026အင်္ဂါနေ့နေကုန်စားတဲ့ကဏ္ဍတွေထပ်သွားမယ်ထပ်ပြီးမင်းရောကွက်တွေနဲ့လည်းမိကြပါစေနော်84လို့မင်းရောကွက်တွေနဲ့မိပါစေလို့နော်မနေ့ပြန်တော့လည်းထပ်ပြီးတော့အကောင်းဆုံးရွေးထုတ်ပေးထားပါတယ်ရှင်ဒီဘက်စကားအရင်ပြောရတာမောနေနော်ဒါမဲ့လည်းပြင်မဲ့အကျိုးနဲ့ပါတယ်နော်မင်းရောကွက်တွေနဲ့ကိုကူမအဆင်ပြေနေတယ်ဆိုတာသိရတော့ကဲပါပေါက်ကြီးတွေမှတ်မယ်နော် like လက်မနှိပ်မယ် channel တစ်ကလေးဖြစ်တဲ့ subscribe နှိပ်တော့သူတို့ကနန်းလေးတော့မယ်နော်ဂျူအကြာကြီးလည်းမပြောနိုင်ဘူးဒီရပိုင်းဆိုနေလို့လည်းသိမကောင်းလည်းမောနေလို့10ရက်3လ2026အင်္ဂါနေ့နေကုန်စားတဲ့ကနန်းလေးတော့မယ်နော်နေကုန်စားလို့ပြောရတဲ့မနေ့မကြိုင်ညနေလိုက်မယ်လေးလုံးခွေကိုရင်စမယ်လေးလုံးခွေဒီကီးမဟုတ်တဲ့အတွက်ဘာနဲ့မှကတ်ထိုးစရာမလိုလေးလုံးချင်းခွေစော့မယ်နော်အင်္ဂါနေ့နေကုန်စားတဲ့လေးလုံးခွေဒီ3.5ခွန်8အခွေပါနော်ကြိုင်ကိုမလေးမှတ်ပြပါနော်3.5ခွန်8အခွေပါရှင်လေးလုံးခွေဒီ3.5ခွန်8အခွေပါဒါဆိုပတ်တီးသွားမယ်နော်အခွေကြိုက်တဲ့ကိုမရအခွေဆော့ပတ်တီးကြရင်ပတ်တီးဆော့နော်အဲ့ဒါကြီးကွန်ပျူတာနိုင်ဆိုရင်အခုဆိုမိန်ရောကွက်တွေရမိတာတကွက်ကောင်းတွေရမိတာဆိုတဲ့အတွက်ဟာလေရွေးဆော့နော်ကိုကြိုက်တယ်ကိုဆော့ပါပတ်တီးနေနေရတော့2ပတ်တီး3ပတ်တီး2 3ပတ်တီးနော်
ပတ်တိပေးတာဖြစ်တဲ့အတွက်နှစ်သုံးဆိုပြီးတွဲဆော်လို့ရတယ်တခါလေးပြောပြတာနော်ဂျူဝမ်းချင်းပေးတာမဟုတ်ပတ်တိပေးတာဖြစ်တဲ့အတွက်နှစ်ပတ်တိသုံးပတ်တိနှစ်သုံးပတ်တိပေးထားတဲ့အတွက်ဂျူကအကွက်မှာတော့နှစ်သုံးဆိုပြီးမထည့်တော့ဘူးကိုကမာကြိုက်ရင်တွဲဆော်လို့ရတယ်ပတ်တိမပတ်နိုင်တဲ့ကိုမာတွေ၄ကွက်စီထုတ်ပေးထားတယ်နှစ်နဲ့ဆိုရင်20နှစ်4နှစ်5နှစ်9နှစ်နဲ့ဆိုရင်20နှစ်4နှစ်5နှစ်9ကြာရင်ကိုမလေးမှတ်ပြီနော်ဂျူနှစ်နဲ့ဆိုရင်20နှစ်4နှစ်5နှစ်9သုံးနဲ့ဆိုရင်31 34 36 39သုံးနဲ့ဆိုရင်31 34 36 39ကြာရင်ဂျူကိုမလေးမှတ်ပြီနော်ခဏခေါ်ပေးနေပါတယ်နော်ကဲပေါက်ကြီးမှန်သွားအောင်နော်ဒီနေ့ဖွင့်ချင်းနေကုန်ကို main ရောကွက်တွေနဲ့မိတာဖြစ်တဲ့အတွက်နော်9တစ်ကောခွန်4ရော9တစ်ဆိုလဲ share ခွေထိမိ84ဆိုလဲ main အောကွက်တကွက်ကောင်းနော် share နဲ့ရရတဲ့ပေါက်ကြီးတွေမှတ်3နဲ့ဆို31 34 36 39အဲ့8ကွက်တွေမှာအကြိုက်ဆုံး2ကွက်ဒီ2နဲ့ဆိုရင်2 4 3နဲ့ဆို36နှစ်4ရဲ့36ရဲ့အကြိုက်ဆုံး main ရော2ကွက်ဒီနေ့84ဒီအဲ့လိုနေရာကနော် main ကွက်ကြီးနေရာမိထားတာနော်အဲ့တော့အကုန်ပေါက်တယ်ဗီဒီယိုမြင်တဲ့သူအကုန်ပေါက်တယ်ဘိုင်ပမာတင်တာတွေ့တဲ့သူအကုန်ပေါက်တယ်ပေါက်ကြီးတွေမှန်သွားအောင်ဒီတိုင်းရက်ကြည့်မနေနဲ့နော်ဘယ်သူတွေဘယ်လောက်ဖို့ရလဲဆိုတာကိုမှန်သွားအောင်နော်အပျော်လေးကိုကူးဆက်ခြင်းလို့အကျွေးတောင်းလို့မဟုတ်ဘူး main ကွက်က2နဲ့ဆိုရင်2 4 3နဲ့ဆိုရင်36ကဲဒါဆိုတကွက်ကောင်းပြောဗီဒီယိုဖိုင်လေးရန်နာမယ်နော်10ရက်3လ2026အင်္ဂါနေ့နေကုန်စားတဲ့တကွက်ကောင်းသည်68 6886ဂျူးတခါတည်းအပေးအကုန်လုံးเนาะထက်ရပေးရပေးလေးမရှိပါအားဆော့ပါเนาะတကွက်ကောင်းသည်68โอเคဒါဆိုဂျူးတို့ဗီဒီယိုဖိုင်လေးဒီမှာပဲရန်နာမယ်เนาะအဖွဲ့ဝင်တွေအကုန်လုံးပဲ3ရက်မကျော်ဖြစ်တဲ့အတွက်ပေးထားတဲ့မွေးပတ်ဒီမွေးကွက်ကိုဆက်တိုက်မယ် comment တွေမှာလာမမတ်မှာနဲ့မွေးပတ်ဒီမွေးကွက်ကိုเนาะအတစ်တွေရောတခါတတိပေးထားပါတယ်နော်ကိုကမရဲ့အဖွဲ့ဝင်တွေကတကွက်ကောင်းနှစ်ကွက်ကောင်းလေးကြိုက်တယ်ဆိုလဲယူသုံးယူကစားပါနော်တကွက်နှစ်ကွက်ကတော့ရန်စော်လဲရတယ်ဒီနေ့ဆိုလဲ main ကွက်နေရတချို့အဖွဲ့ဝင်တွေပေါက်တယ်လို့ပြောတယ်ဘာဖြစ်လို့လဲဆိုတော့သူက main ကွက်တွေယူစော်လို့ကဲဒါဆိုကျတို့ဗီဒီယိုဖိုင်လေးဒီမှာပဲရန်နာမယ်ကိုကမတွေအားလုံးပဲကိုကျမ်းမာရေးစိတ်ချမ်းသာပြီးတော့ပညာရေးလူမှုရေးစီးပွားရေးကျမ်းမာရေးအဆဆရအဆင်ပြေကြပါစေဝင်ငွေတွေလည်းစသက်တဖို့တိုးတက်ပါစေမနှက်ဖြတ်မှာလဲဒီနေ့84နော်လူမျိုးမင်းရောကွက်နေရထိထိမိမိရကြပါစေလို့ဆုမကောင်းလေးတောင်းပေးပါတယ်เนาะဖွဲ့ဝင်တွေရောနေတိုက်တွေရောအကုန်လုံးဆင်ပြေကြပါစေရှင်เนาะအားလုံးပဲ good luck